မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့တိကနိပတ်တဲ့ကနံပါတ်283ဘုဒ္ဓကီတုကရဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့ဝက်အပေါင်းကိုအငြင်းညွတ်အဆုံးမစကားလိုက်နာစေပြီးလျင်ဥပေတမင်ဖြစ်ကြီးမားသောရန်သူကြားကိုအောင်နိုင်သည့်ဘုဒ္ဓကီဝက်မင်းအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်။နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ပေတနတိကောသလမင်း၏အဖဖြစ်သောမဟာကောသလမင်းကြီးသည်ဗေမတရမင်းကြီးအားဝေဒေဟိမည်သောသမီးတော်ကိုပေးသည်ရှိသောမောဖို့အတွက်အခွန်သိန်းထွက်သောကတိကရွာကိုလက်ဖွဲ့လိုက်၏နောက်အခါအဇာတတမင်းသည်ဖခင်မဲတော်ဗိမိတာရမင်းကိုတတ်တည်ရှိသောဝေဒေဟိမိဖျားလည်းတောကအနိစ္စတိဖြစ်၍တေလွန်ရရှာ၏ထိုအခါကောသလမင်းသည်အဇာတတမင်းကငါတူဖြစ်တော်လဲအဖကိုတက်ကငါနှမကိုလည်းတည်စေပြီးတို့အတွက်အဖသက်တကူမင်းအားငါခမဲတော်လက်ထက်ကတင့်မဲတော်အားလက်ဖွဲ့လိုက်သောကတိကရွာကိုတင့်အားမပေးလို့ပြန်၍တိုက်ယူမည်ဟုကြံစီ၍ထိုရွာကိုအမိပြုလျက်ကောသလမင်းနှင့်အဇာတတမင်းတို့သည်ရန်ကာစစ်တိုက်ကြ၏စစ်တိုက်ရဝဲအဇာတတမင်းကနုပြို၏ကောသလမင်းကအိုမင်း၏ကောသလမင်းသည်မပြတ်စစ်ရှုံးလေ၏ထိုအခါကောသလမင်းကြီးသည်အမတ်တို့ကိုခေါ်၍အမတ်တို့ငါတို့ကမပြတ်လျင်စစ်ရှုံးကုန်၏အဘယ်တို့ပြုကုန်အန်နီဟုမေး၏အရှင်မင်းကြီးဖျားရှင်တို့သည်ပညာရှိကုန်၏ယဟန်တို့စကားကိုတရှိုစေလွှတ်၍နားထောင်စေရန်တင်၏ဟုလျှောက်ထားကုန်၏မင်းကြီးလည်းအမတ်တို့လျှောက်ထားသောအတိုင်းယဟန်တို့စကားကိုနားထောင်ရန်တရှိုတို့ကိုစေလွှတ်လေ၏တရှိုယောက်ျားတို့သည်စေတဝန်ကျောင်းတော်တို့တွား၍အစဉ်မပြတ်ချောင်းမြောင်းကနားထောင်ကြကုန်၏တနေ့တ၌စေတဝန်ကျောင်းဆွမ်းဝယ်တတနှင့်ဒနုကဟတိတ်တဟုသောအိုမင်းတော်မထေရပါတို့နေရာအကြောင်းတို့ရောက်ကြ၍ချောင်းမြောင်းကနားထောင်နေကြရာဒနုကဟတိတ်တမထေရသည်ညင်မင်းစိမန်ရန်တွင်နိုးလက်၍မိဖို့တွင်မိမွေးပြီးထိုင်လျက်အရှင်တတအိတ်တစ်ဖြစ်အကျိုးမရှိထပါအောင်လို့ဟုဆို၍ထလာသောအခါတင်းဤဝန်ပိုက်ကြီးသောကောသလမင်းကသမင်းကိုဗိုက်ပြေအောင်စားဖို့တာတည်သည်တစုံတရာစစ်ထိုးခြင်းအစီရင်ကိုမသိရှုံး၍တာလျင်ပြေရ၏ဟုစကားစားလိုက်၏ထိုအခါတတမထေရသည်အရှင်တနုကဟတိတ်တအဘယ်တို့ပြုခြင်းကတင့်တယ်နည်းဟုမေးပြန်၏အရှင်တတစစ်ထိုးခြင်းကဘဒုမဗျူဟာစစ်ထိုးခြင်းစက္ကဗျူဟာစစ်ထိုးခြင်းတက္ကတဗျူဟာစစ်ထိုးခြင်းဟု၍သုံးမျိုးဖြစ်၏ထိုသုံးမျိုးတို့တွင်အဇာတရမင်းကိုဖမ်းလို့လျင်ဤမည်သောတောင်ဝမ်းနယံနှစ်ဖက်၌စစ်တီတို့ကိုထားပြီးလျင်ရှေ့မှအာနေသောစစ်တီကိုပြလျက်တောင်ကြားတို့ဝင်သောဖြစ်ကိုမသိစေဘဲဝင်သောလမ်းကြီးကိုပိတ်ဆို့ကာရှေ့နောက်နှစ်ဖက်သောတောင်နယံတို့၌ကြော်ညာကုန်လျက်ကို၌ထက်အပ်သောငါလက်၌ဆုပ်အပ်သောငုံကိုဖမ်းတကဲ့သို့တက္ကတဗျူဟာစစ်ထိုးခြင်းဖြင့်ဖမ်းလျင်မိနိုင်သည်ဟုပြောပြန်၏တရှိုတို့လည်းထိုမထေအို၏တည်င်းစကားကိုမှတ်ယူကမင်းကြီးအားလျှောက်ထားကြကုန်၏မင်းကြီးလည်းတရှိုတို့စကားကိုကြားလျင်စစ်တီတို့ကိုပြင်ဆင်၍ထွက်တော်မူကမထေအိုတို့ပြောသောအတိုင်းတက္ကတဗျူဟာစစ်ထိုးနည်းဖြင့်စစ်ထိုးကအဇာတတမင်းကိုအရှင်ဖမ်း၍ထိုကာတိကရွာကိုရရှိအောင်မြင်ပြီးလျင်ဝဇီရမည်သောမင်းသမီးကိုတူတော်နှင့်လက်ထပ်၍ထိုမင်းသမီးအားထိုရွာကိုမုတ်ဖိုးပြုကလက်ဖွဲ့လိုက်၏ထိုအကြောင်းသည်တန်ငါးပေါင်၌လည်းထင်ရှားလေ၏တနေ့တ၌ယဟန်တို့သည်တရားတွင်ဝဲငါရှင်တို့ကောသလမင်းသည်တနုကဟတိတ်တမထေရ၏အစီရင်ဖြင့်အဇာတတမင်းကိုအောင်နိုင်သည်ဟုစကားဆက်မိ၍ပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍တည်တော်မူလျင်ယဟန်တို့ဤတနုကဟတိတ်တသည်ယခုအခါ၌တာစစ်ထိုးခြင်း၌လိမ္မာသည်မဟုတ်ရှေးအခါ၌လည်းလိမ္မာဘူးပြီဟုမိတော်မူကအောက်ပါအတိတ်ဆက်ကိုဆောင်တော်မူသည်လွန်လီပြီးသောအခါဗာဒနတိပြည်ဝဲဗျံပရမင်းမင်းပြုတည်ရှိသောဘုရားလောင်းသည်တော၌ယုတ်ကစိုးနှင့်ဖြစ်လေ၏ထိုအခါဗာဒနတိပြည်ကိုမှီ၍နေသောလက်သမားရွာမှလက်သမားတယောက်သည်အဆောက်အုံအတွက်တောတို့သွားသည်ရှိသောတွင်တစ်ခုတွင်ကြာ၍နေသောဝငယ်တကောင်ကိုမြင်လျင်တနာတစ်ဖြစ်အိမ်တို့ဆောင်ယူကမွေးမြူထားလေ၏ထိုဝငယ်သည်ကြည်ပြင်းလက်သောကိုကြည်လျက်ခွန်အားပလာနှင့်ပြည့်စုံ၏ကောက်တော်အဆွဲရှိ၏အကျင့်စာရိတ္တကောင်း၏လက်သမားမွေးမြူထားသောကြောင့်
ဝတ္တိတူရကဟုအမည်ထင်ရှား၏တခင်လက်သမားအလုံးလုံးသောအခါနှုတ်တီဖြင့်တစ်ကိုလှန်၍ပေး၏မြင်းကြိုးကိုကိုင်၏နှုတ်တီဖြင့်ကိုက်ကပဲခုတ်ပစိန်စသည်တို့ကိုယူ၍ပေး၏ထိုအခါလက်သမားသည်ငါအိမ်မှနေလျင်ဤဝက်ကိုတစုံတယောက်သောသူသည်တက်၍စားလိမ့်မည်ဟုကြံစီကတနေ့တ၌ဘေးကင်းရာတောတွင်လွတ်လိုက်၏ထိုဝက်လည်းတောတို့ဝင်၍ဘေးကင်းရာချမ်းသာရာရက်ကိုကြည့်ရှုလက်တော့ကြီးကျယ်သောတောင်ကြောက်ကြားတစ်ခုကိုမြင်၍ထိုရက်တို့သွားလေ၏ထိုရက်ကများစွာသောဝတ်တို့ဖြင့်ပွမ်း၏ထိုရက်၌နေသောဝတ်တို့သည်ဝတ္တကိတုကရဝတ်ကိုမြင်လျင်လာ၍ချင်းကပ်ကုန်၏ဝတ္တကိတုကရဝတ်သည်မိမိထံချင်းကပ်လာသောဝတ်အပေါင်းကိုမြင်လျင်အချင်းတို့ဤရက်ကအစာရည်စာနှင့်ပြည့်စုံသဖြင့်မွေးလျော်ပွဲရှိ၏ဟုပြောလက်သောဝတ်တို့သည်အရှင်မွေးလျော်ပွဲရှိသည်ကမှန်ပါ၏သို့တော်လည်းဘေးရန်ရှိသည်ဟုပြော၏အချင်းတို့အဘယ်ဘေးရန်ရှိသည်နည်းဟုမေး၏အရှင်ကြားဘေးရန်ရှိပါသည်ဟုပြောလျင်ထိုကြားသည်စောစောကလာ၍မြင်တိုင်းသောဝတ်တို့ကိုကိုက်၍တက်စားပါသည်ဟုပြော၏အချင်းတို့မပြတ်လာ၍ကိုက်သလောရန်ခါလာ၍ကိုက်သလောဟုမေး၏အရှင်မပြတ်လာ၍ကိုက်တတ်ပါသည်ဟုပြော၏အချင်းတို့ကြားဘယ်လောက်များသည်နည်းဟုမေးပြန်လျင်အရှင်တကောင်တည်းဖြစ်ပါသည်ဟုပြော၏အချင်းတို့တင်တို့မှာဤမြလောင်များပြားပါလျက်တကောင်တည်းသောကြားအားစစ်မထိုးနိုင်ကြသလောဟုပြော၏အရှင်မထိုးနိုင်ပါဟုပြောလျင်အချင်းတို့ထိုကြားကိုငါဖမ်းမည်ငါစကားကိုနားထောင်ကြကုန်လော့ကြားဗမာနေသည်နည်းဟုပြောလျင်အရှင်တောင်တလုံးမှာနေပါသည်ဟုပြောဆိုကြကုန်၏ဝတ္တကိတူရကဝတ်သည်ဝတ်တို့ကိုညံ့အခါ၌သာကျက်စားစေ၏ကြားနှင့်စစ်ထိုးရန်စီရင်ကိုစီရင်လက်တော့စစ်ထိုးခြင်းသည်ဘဒုမဗျူဟာဇက်ကဗျူဟာတက္ကရဗျူဟာဟုသုံးမျိုးရှိခဲ့ရာဘဒုမဗျူဟာ၏အစွမ်းဖြင့်စီရင်လေ၏ထိုဝတ်ကစစ်နိုင်ရန်မြေဥကောင်းကိုတည်၏ထို့ကြောင့်မြေဥကောင်းဖြစ်သောအရက်ဝဲဝတ်တို့ကိုစီဝေးစေ၍ဝတ်တို့၏မိဘတို့ကိုအလယ်၌ထား၏၎င်းတို့ကိုချမ်းရန်ကဝမတို့ကိုထား၏၎င်းတို့ကိုချမ်းရန်ကဝငယ်တို့ကိုထား၏၎င်းတို့ကိုချမ်းရန်ကဝတ်အိုတို့ကိုထား၏၎င်းတို့ကိုချမ်းရန်ကစစ်ထိုးနိုင်သောအာကောင်းသောဝတ်တို့ကိုရွေးချယ်လျက်10ကောင်တန်သည်အကောင်20တန်သည်အကောင်30တန်သည်အစုများစွာပြု၍ထား၏မိမိနေသောနေရာ၏ရှေ့မှဝိုင်းဝန်းသောတွင်တစ်ခုကိုတူးစေ၏နောက်မှစောင်းတရံအစင်တစ်ဖြင့်ဝမ်းနှင့်လှိုင်းနှင့်တူသောတွင်တစ်ခုကိုဖီလာကန့်လန့်တူးစေ၏ဤသို့သောနည်းဖြင့်စီရင်ပြီးလျှင်ဝတ္တကိတုကရဝတ်သည်60-80မျှသောစစ်ထိုးဝတ်တို့ကိုခေါ်ယူ၍ထိုအရက်တွင်နေကြလောမကြောက်လင်ဟုအမှုကိုစီရင်နေစဉ်အာယုံတက်လေ၏ထိုအခါကြားသည်လာ၍အချိန်ရောက်ပြီဟုသိလျင်တွား၍ဝတ်တို့ရှိတောင်ပြင်တွင်ရက်လျက်မျက်စိတို့ကိုဖွင့်၍ဝတ်တို့ကိုကြည့်၏ဝတ္တကိတူရကဝတ်သည်ထိုကြားကိုအတူပြန်၍ကြည်ကြကုန်ဟုအမတ်တညာကိုပေးသည်ဖြင့်ဝတ်တို့သည်ပြန်၍ကြည်ကြကုန်၏ကြားသည်မျက်နှာကိုမော်၍နားထောင်၏ဝတ်တို့လည်းထို့အတူမျက်နှာကိုမော်၍နားထောင်ကြကုန်၏ကြားသည်ကျင်ငယ်ကိုစွန့်၏ဝတ်တို့လည်းထို့အတူကျင်ငယ်ကိုစွန့်ကြကုန်၏ဝတ်တို့သည်ကြားပြုလုပ်တိုင်းအတူပြု၍မခန့်လေးစားပြုလုပ်ကြကုန်၏ကြားသည်ရှေးအခါ၌ဝတ်တို့သည်ငါကြည့်လိုက်သောအခါပြေးကြကုန်၏ငါကိုပြန်၍မကြည့်ဝန်းကြကုန်ယခု၌ကမပြေးကြပဲစန့်ကျင်ဘက်ရန်သူပြုကြကုန်၏ငါပြုလုပ်တိုင်းအတူပြု၍မလေးမခန့်ပြုလုပ်ကြကုန်၏စင်စစ်နိုင်ရာမြေဥကောင်းကိုတည်၍ထိုရ၌တည်လျက်စီရင်တတ်သောဝတ္တကောင်ရှိပေလိမ့်မည်ယနေ့ငါတွားသောအမြင်လိမ့်မည်မထင်ဟုကြံစီလျက်ပြန်လဲကမိမိနေရာသို့တွားလေ၏ထိုအရက်၌ကြားစားတွင်စား၍ကြားကိုစီမံပေးသောယတိစင်လဲတယောက်ရှိ၏ထိုယတိစင်လဲသည်ဝတ်ကိုမရခဲ့ပဲအချင်းဤပြန်လာသောကြားကိုမြင်လျင်အိုကြားရှိအခါတင်သည်ဤရက်၌ဝတ်တို့ကိုကိုက်တက်နှိပ်ဆက်ကကောင်းသောရာရာအသားကိုစားပြီး၏ယခုအခါ၌ကတင်သည်တယောက်ထီးထီးလာကကြံ့မှိုင်နေပြီး၏အိုကြားယနေ့တင့်မှာအာအစွမ်းမရှိတော့ဘူးလောဟုလှမ်း၍ပြစ်တင်ပြောဆိုလေ၏ယတိစင်လဲစကားကိုကြားလျင်ကြားသည်အိုယတိဤဝတ်တို့သည်ရှေးအခါ၌ငါကိုမြင်လျင်ကြောင်ရွံထိတ်လန့်ကပုံအောင်ရာကိုရှာဖွေကြလျက်အတီးတီးတခြားစီအရက်လင်းမျက်နာကိုပြေးကြကုန်၏ယခုအခါ၌ကငါမအောင်မြင်နိုင်သောအရက်၌တီကအငြင်းညွတ်တပေါင်းလဲစီဝေးကနေကြ၏ဟုယတိအားပြန်ကြားပြောဆိုလေ၏ထိုအခါယတိစင်လဲသည်ကြားအားဝ
အိုကြမကြောက်နဲ့တွားကြည်တင်အတန်ပြုလိုက်လျင်ဝတ်တို့သည်အလွန်ကြောင်ရွံထိန်လန့်ကတကွဲတပြားပြေးကြလိမ့်မည်ဟုအားပေးမြောက်ပင်ကတိုက်တွန်းပြန်၏ကြားသည်ယသိစင်လဲအားပေးမြောက်ပင်ပြန်သောကြောင့်အာမန်တက်၍ရဲရင်လာရကတဖန်သွားလျက်တောင်ထိပ်ပေါ်တွင်ရက်ပြန်၏ထိုအခါဝတ္တကီတုကရဝတ်သည်တွင်နှစ်ခုတို့အလယ်၌နေလင်း၏ဝတ်တို့သည်ကြားကိုမြင်ပြန်လျင်အရှင်တခိုးကြီးလာပြီဟုပြောကြပြန်၏ဝတ္တကီတုရကဝတ်လည်းအချင်းတို့မကြောက်ကြလျင်ယခုဖမ်းမည်ဟုပြောလေ၏ကြားသည်မြည်၍ဝတ္တကီတုရကဝတ်အပေါ်တို့တဟုန်ထဲပြေးဆင်းလာ၏ဝတ်လည်းမိမိအပေါ်တို့ကြားပြေးလာသောကာလ၌ပြန်၍လင်းမြန်သောအဟုန်ဖြင့်အဖျောက်တူတာသောတွင်းတို့တက်လေ၏ကြားသည်နေမြန်သောအဟုန်ကိုချုပ်တီးခြင်းကမတတ်နိုင်ရကဝါ၏အထက်ဖို့ဖြစ်သွားကဆောင်းကဲတော်မျက်နှာရှိ၍ပီလာကန့်လန့်တူထားသောတွင်း၏အလွန်ကျဉ်သောမျက်နှာဝါ၌လက်အုပ်ချီတကယ်တို့ဖြစ်၍နေလေ၏ဝတ်သည်ကျင်းမထွက်၍မိုးကြိုးကဲတို့လျင်မြန်သောအဟုန်ပြေးပြေးသွားကကြား၏ပေါင်ကြား၌အဆွဲဖြင့်မှုန်းပြီးလျင်အညှို့တိုင်အောင်ခွဲ၍ကောင်းသောအသားတို့ကိုအဆွဲဖြင့်ထွင်းလျက်ကြားထိတ်ကိုကိုက်ဖောက်လျက်တင်တို့ရန်သူကိုယူကြလောဟုချီပြီးလျင်ကျင်းဝါတို့ပြစ်ချလိုက်၏ရှေးဥစွာပြေးလာသောဝတ်တို့သည်ကြားသားကိုစားလိုက်ကြရကုန်၏နောက်မှလာသောဝတ်တို့သည်ကြားသားမကြံသောတစ်ဖြင့်စားရသောဝတ်တို့၏နှုတ်တီကိုသာနမ်းရကုန်၏ထိုအခါဝတ်တို့သည်အရှင်ကျွန်ုပ်တို့သည်ကြားသေးကမျှဖြင့်ဝမ်းမတာနိုင်ကုန်ဟုပြော၏အချင်းတို့အဘဲကြောင့်ဝမ်းမတာနိုင်ကုန်သည်နည်းဟုမေးသောအခါအရှင်ကြားတကောင်သေးလျင်တကောင်ကိုရှာ၍စီမံလက်အောင်မည်စီမံနေသောယသိစင်လဲပါတေမဘေးရန်ကုန်တစ်ဖြင့်ဝမ်းသာနိုင်မည်ဟုပြော၏အချင်းတို့ကြားကိုလည်းငါတက်ပြီးယသိကိုကအဘဲမှာတက်လောက်မြင်နီလာကြကုန်ယသိကိုလည်းဖမ်းကြကုန်အံ့ဟုပြောဆိုကဝတ်အပေါင်းချန်ရန်လျက်ယသိစင်လဲထံတွားကြပြန်၏ယသိစင်လဲလည်းမိမိနေရာမှထ၍ကြားသည်ယနေ့ကြာမြင့်လိုက်၏ဝတ်တို့ပင်ဖမ်းကုန်သလိုစုံစမ်းရန်ကြားလာရာခရီးတို့ကြိုးစိုးရန်တွားလက်တော်မိမိထံအသင်းလိုက်လာသောဝတ်တို့ကိုမြင်၍ယသိပြေးခရာတို့ကိုစွန့်ပစ်ကအနည်းရှိရေတပန်းပင်တို့တက်လေ၏ဝတ်တို့မြင်လျင်အရှင်ယသိစင်လဲပြေး၍ရေတပန်းတို့တက်သည်ဟုပြောကြကုန်၏တောကဝတ္တိတုကရဝတ်သည်ရေတပန်းပင်တို့တွားကဝတ်မတို့သည်ရေကိုယူ၍အပင်ရင်းတွင်လောင်ကြကုန်ဝတ်ငယ်တို့သည်မြေကိုတူးကြကုန်အဆွဲရှိသောဝတ်တို့သည်အမြစ်ကိုဖြတ်ကြကုန်တွင်သောဝတ်တို့သည်ရေတပန်းပင်ကိုခြံရံ၍စောက်ကြကုန်ဟုစီရင်လေ၏ဝတ်တို့လည်းစီရင်သောအတိုင်းပြုလုပ်ကြကုန်၏ရေတပန်းပင်လည်းအခြားအမြစ်တွေပြည့်၍ရေတောင်မြစ်ကြီးတစ်ခုသာကျန်သဖြင့်လဲလို့နီးပါးဖြစ်လေ၏ထိုအခါဝတ္တကီတုကရဝတ်သည်ထိုမြစ်ကြီးကိုပစင်ဖြစ်ဖြတ်သည့်အလားတစ်ချက်တည်းကိုက်၍ဖြတ်လိုက်သဖြင့်ရေတပန်းပင်လဲလေ၏ယသိစင်လဲလဲမြေတို့ကျလာသဖြင့်ဝတ်တို့ဝိုင်းဝန်းပြေးလာကအပိုင်းပိုင်းကိုက်ဖြတ်၍ရိုးပါမကြံစားကြကုန်၏ဝတ်တို့သည်ကြားရန်သူနှင့်ယသိစင်လဲရန်သူကိုအောင်မြင်ကြလျင်ဝမ်းမြောက်ဝမ်းသာအောင်ပွဲခံလျက်ဝတ္တကီတုရကဝတ်ကိုရေတဖန်တုံးပေါ်တွင်နေစေ၍ယသိစင်လဲအသုံးဆောင်ဖြစ်သောခရုတင်းဖြင့်ဂင်းကရေကိုဆောင်ကဥထိတ်အဘိသိက်သွန်လောင်းပြီးလျင်မင်းမြောက်ကြကုန်၏လူပြိုသောဝမ်းမတကောင်ကိုလည်းမိဖုရားကြီးမြောက်ကြကုန်၏ထိုအခါမှစ၍နေထက်တိုင်အောင်မင်းတို့ကိုရေတပန်းပြင်နေစေ၍ခရုတင်သုံးခုတို့ဖြင့်ဘိသိက်သွန်ကြသောလေအထာဖြစ်လာသည်ထိုတောင်း၌နေသောယုတ်ကစိုးနှင့်သည်ထိုအံ့ဘွယ်တည်းကိုမြင်ရလျင်တစ်ခွတကူကြား၌ဝတ်တို့ကိုရှေ့ရှုနေစေ၍အိုအဝပေါင်းတို့ညီညွတ်သောဝပေါင်းတို့အားရှိခိုးခြင်းဖြစ်စေတည်းရှေး၌မဖြစ်ဘူးသောမိတ်ဆွေခင်ပွန်း၏အဖြစ်ကိုငါကိုယ်တိုင်မြင်ရ၍ပြောဆိုပါ၏အဆွဲရှိကုန်သောဝတ်တို့ညီလျက်ကြားကိုအောင်နိုင်ကုန်၏အဆွဲရှိသောဝတ်တို့ညီညွတ်ခြင်းဖြင့်တေဘေးမှလွတ်ကြကုန်၏ဟုအယုအတေပြုကချီးကျူးပြောကြားလေ၏ဤတို့တွင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ဗန္နတန်သောဝတ္ထုတို့ကိုနုတန်တည်ဆက်ဆက်တော်မူလျက်ယံတို့ထိုအခါဝတ္တကီတုကရဝတ်တိယခုအခါဒနုကဟတိတ္တမထေယုကစိုးနှင့်တင်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဝတ္တကီတုကရဇက်တော်ဤတွင်ပြီး၏အခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ